Hey guys, I'm Glavashin. The Maro, Nuaka cannot brace or Mobono and more teeth on preparation. To cannot brace or them at them sure about do Lani Matashin, Noaro Shamobono. Okay, she must share the mail in a common. Let's make the way comment. I mean, I don't know. Do shall we look at it? Also, oh, come on. Also, do Yama do like them, Bono. Let the get all of my drop your little penny, Nashina. What the penny, I show me an animal double polarity. Okay, crafting door. Step. Which I am here because yellow me. Here no, I'm not done no. Why actually? Lại các bạn tiếp viên này mà đi qua thì mỗi nhà cũng mà theo sao và đôi em mà đi qua tiếp viên nhé cái này câu này nó lớn quá tôi rồi gì này là mình tiêu quá ơi cái nào có phải đi không mà thì câu gì trong rồi gì này mình tiêu nó ví dụ bao nhiêu là bao sao chịu vậy rồi là nó chỉ là dark robbery này đâu nó đủ điều xa mẹ này đâu ra ngoài ra thay tôi ra mà đua cho nó thì ai tôi mới đồ lấy thì nó qua yang lấy钱mà mình đâu qua cao tôi mày但是不过多了是说这个干呢收的干呢的那得也不得对这个苦不的拉嘛的的lối lệ thì sai á mình nhập lối là đi ô mà khô to đủ chẳng đâu nhé nó tầm yêu lên nó bông ra nó chạy rồi mày cái điều mà tê cơ quá ở bên đó thì một tí ở cuối là một tí ở bên này cái quay là số được classmate của về tu bông ra thằng này cái ba nó cũng là gì đúng không cái khu ba này đây mà về khi mà chia sông mà nhiều nó chạy xe này bọn nó bảo luôn đấy rồi nó bài gì nên ai sao bài luôn mà sẽ có mà thấy này mình máy này sau đun này là nhà mua châu đoàn này đi bên mà lên là bên mà thuê rồi mà bên nó đi xin này mà to học qua để sông mà tôi còn nó bay xa thằng qua cho mà qua tôi vô trong như sao sao xí vào số tay biểu
ဆုံးမထားပါမှကြပြနေငါတက်ပြမကြည့်ထားโอเคခုကတော့ဒီမကိုရောင်းနေပေါ့နော်ခဏကန်ကောင်းပြီးဆုံးမလက်ထဲလွတ်လာတာအဲ့လိုဒီနေ့မှလည်းအိမ်ဆောင်မလို့လေနော်ဒီညရှိလေးရှိပြီးဟိုဘက်တော့ထူပြီးမှကဒီတော့နေပါတယ်လေငါတင်နေပါဆိုတော့ဒီနေ့ပဲနေမလို့ခဏကဆုံးမလက်ထဲနေလို့ဆိုတော့အပြေတုံးနဲ့လွတ်လာသည်လားလုံးဝပဲအဆုံးမလည်းပြင်းနေပေါက်တယ်သူခွင်လည်းသွေးတွေဖြည့်တယ်အမတစ်တွေလဲကြတယ်တော့ဒီနေ့ကလုံးဝတစ်တွေလည်းကွာလည်းနေချင်းပါပဲနော်အခုက IUX လေကိုင်း IUX ဆိုတော့ဘယ်လိုလဲသူကတော့သွေးပိုင်းဖြည့်ဆိုရင်နှစ်လေးက3-4ချက်လောက်နဲ့တည်ရကွာဟုတ်တယ်မလား3-4ချက်နဲ့တည်းဆော့ဖို့တူတည်မှာ3-4ချက်နဲ့တည်းအဲဆိုသူ့အဲ့ဒါနဲ့တက်ပြီးခုညမှရောက်လာပါဒီပြင်ဘက်ကိုရောက်ပြီးတော့နောက်ပဲအိမ်ဆောင်မယ်โอเคဒီမစုံနောက်ပဲတိုက်ဆောင်ပြီးဆောင်မယ်โอเค7ဘလော့လောက်တော့နေနော်သူလည်း7ဘလော့လောက်ပဲမယ်ကွာโอเคရပါပြီဒီလိုပြောတော့3ဘလော့ဒီချောင်းအားကြတော့ကုန်တော့ရအဲ့တော့မရှိအောင်မှလည်းကိုကရိုက်3ခုချပြီးတော့စောက်တော့မယ်အဲ့ဒါတော့အောက်ကချန်ကင်းလေးပြီးတော့တဲ့အချိန်လေးပေါ့နော်ရုပ်ပေးရတိုက်ဆောင်မှုရှာသူကတစ်ပင်နဲ့ပဲလုံးမယ်အောက်လောတုံးပြေခဲ့မေးတော့နော်အောက်လောတုံးမယ်ဆိုရင်ဘယ်လိုပြောမလဲနမအလုပ်ပဲမရှိရနော်နမတက်နေပဲဆိုတော့တက်နေပဲတောင်းပါလေဟုတ်တယ်နော်ကျော်ဆိုတက်နေပဲပြန်တော့ဒါပေမဲ့ခုတော့တက်နေလည်းမရှိဆိုတော့ရှိရတဲ့ပင်နဲ့ပဲဆိုမိုးလေးလှုပ်ထားတယ်ကတိုင်လေးထောင်ထားလိုက်မယ်အရင်ဆုံးပေါ့နော်โอเคအဲ့ရလေးချပြီး recipe မှတ်ထားမယ်တကလို့ကိုတေဝါလို့မို့ရှင်ကွာဒီမလားလိုင်းလေးပြောင်းမှာဆိုတော့မဟုတ်ဘူးနော်အဲ့ရချထားမယ် crafting table လဲလောမယ်ဘာလို့ဆိုခဏငါ mind do တော့ငါ crafting table အဲ့ထမမိနေခဲ့ကွာကိုတက်ကိုတောင်းမနေလူပြီးလာရဲဆိုတော့အဲ့ဒါကအဲ့ထမမိနေခဲ့တယ်ခုကရှင်းမရှိတဲ့တက်နေပြီပေါ့နော်ဒီတက်နေပြီတက်နေပြီလည်းခုံမယ်တက်နေပြီလည်းခေါ်မယ်လို့ဒီမှာတော့တခြားပင်တွေခေါ်လို့မရဘူးဘာလို့လဲဆိုဒီမှာကတော့တခြားပင်တွေမရှိဘူးလေဒီတက်နေပင်အားတွေဘာမှလည်းမရှိဘူးပြည့်ကြဒီတက်နေရဖြစ်တာတက်နေပင်တွေပဲခေါင်းမိုးတွေဘာတွေကုန်တော့မှာဒါပေမဲ့ဒီမောကကျော်သွားစီတက်ပင်ရကွာတခြားဟိုင်လို့မဟုတ်ဘဲနဲ့ဘလူးကြီးလဲမျိုးနေလဲဝင်ပြီဆိုတော့ဘောပတ်တဲ့ထောင်တက်မယ်ပါတော့ဆိုလက်တာအမပန်လေကပြီးပြစုံမတက်တဲ့ကြောင့်ဘောနဲ့တက်လို့မရတဲ့ကြောင့်ဒီလိုမျိုးပဲခုပြီးတော့ပဲတော့ဘလောလို့စင်ပြပေါ်တက်မယ်တက်ပါဆိုဟုတ်နေရောရโอเคတက်တော့တိတ်မလုံးကြုံဘူးနော်နဲ့အဲ့ရမှာခက်လက်မှာကွာဒါပေမဲ့တော့တက်နေပြီခွန်းတော့ရတာခွန်းတော့နေအင်းဆို3ခုတီးလုံးမယ်3ခုလုံးလို့ပါစမနေဘာလို့မို့တခွဲချန်တော့လဲအေးပါကွာရအိပ်ပဲမယ်အဲ့ရတော့မှပဲတပင်ကိုပြန်ပြီးခုတ်တော့မယ်လေချောင်းနေစိုးနေထဲကနေပြီးတော့ stay လုပ်ရမယ်ပေါ့နော် stay လုပ်ပြီးလဲဒါလုံးပေါ့လက်တာလေကားထားပေါ့နော်လေကားလုပ်ပြီးတော့ဒီညမှာခဏတော့ငါကျန်နေခဲ့ဟာလေအဲ့ဒါလေးပြန်ပြီးထားမယ်ပေါ့ထားဖို့ရှာအတွက်အေးပါတော့တစ်ခုလေးကျန်တော့တယ်နော်ရောအမအေးဖြစ်တော့နော်အောင်ဆုံးထိရောက်တော့အဲ့တော့ပြန်လုပ်အောင်အဲ့ဆိုလေကား3ခုကိုထပ်ပြီးတော့လုပ်မယ်လေကား3ခုထပ်ပြီးလုပ်ပြီးပြန်ချရမှာပေါ့နော်ရှားသူတော့လေကားထားတဲ့နေရာမှာလုံးဝစကြွမ်းကြီးကွာဒါပေမဲ့နိုးကတော့ဒီမှာလေကားတိုးမှမထားရဘူးဆိုတော့တက်နေနေကိုထားရတယ်ကွာဒါပေမဲ့နိုးကမရအောင်ဖြည်းဖြည်းချင်းစင်းင်းနဲ့တော့မလုပ်ရတာမဟုတ်မြင်ရှုံနေကြဒီဘက်ကခဏငါတက်ထားတဲ့ဟာလေးပေါ့နော်ကြည့်မလားဒီမှာဖြတ်ကမယ်ပေါ့နော်โอเคဖြတ်ပြီးသွားရင်ဆိုရင်တော့ထပ်ပြီးတသားလိုအပ်တယ်ကွာတသားလည်းတိတ်မရှိတော့ကြဒီနဲ့တစ်နီကိုပဲခေါ်မယ်စနေတက်ကလည်းမရှိတော့ဒီတစ်နီကိုပဲအမြဲပြခေါ်ပါတော့ဆိုတော့အဲ့လိုဟိုကောင်းလာတဲ့အချိန်မှာဆိုနိုးကလုံးဝထွက်မခုတ်ရဘူးမော်ရတာထဲဆိုကြောက်တယ်ရောကြောက်တော့ကျတော့ခုတ်တိုင်းခုတ်မနော်โอเคတိုင်းလည်းအများကြီးခုတ်ပြီးကြောကိုယ်အိမ်မှာပဲကိုပြန်တက်တော့မယ်တက်ပါစို့ဟောရโอเคတက်ပြန်နဲ့နိုးကခဏတော့ငါမလောရသေးဟာလေးဒီလားအဲ့ဒါလေးပုံမှန်ထပ်ပြီး3ခုပြန်စစ်မယ်3ခုပြန်စစ်ပြီးတော့ဆောက်အိမ်ပြောပြန်အိမ်ကိုပြန်ဆောင်ပေါ့ဒါပေမဲ့ဒီနေ့ခဏဟိုတသားဟိုင်ကိုပြန်ဖြတ်ပြီးတော့တင်းနေပြထည့်တက်နေရနော်ရချိုးကောင်းနေကျွန်တော်တို့တိတ်မဝါပဲတဲ့ကွာဒီကိုးရအောင်လို့မမဲလေးလို့နဲ့အဲ့ဒါလေးကိုပြထည့်ပြီးဝိုင်းလို့မပိုင်ပြီးတာတော့မထိုင်တာတော့လုပ်ပြန်တယ်မကြည့်နေလားလုံးဝမိုက်တယ်နော်မကြည့်နေတာမီးကိုးရအောင်လို့အမေအောင်နဲ့လုံးဝတက်တိုင်းမှာတော့ချိုင်ဆုံးမယ်တက်ပါလို့မသူချစ်ဖို့ဒါကောင်းနေစီတက်တိုင်းလေးပဲနဲ့ကပ်ပြီးသွားဆိုတော့ပြီးကြမှာပြတယ်မှာတော့ခုအိမ်ဆောက်မယ် We campus everyone အားလုံးမင်္ဂလာပါခုကတော့ကြည့်ပါအင်းရတော့ဘီစီသွားပါပြီခင်းညမှာတော့နိုးကမိုက်ပဲနဲ့ပေါ့နော်သူ့ကိုစောင့်ကြည့်မယ်
အိမ်ဆောင်နေတဲ့တွင်းမှာလေသူကဒီလားအတန်နဲ့လည်းမပေးဘူးချောင်းလည်းမချောက်ဘူးဒီလားဘာလို့လဲမသိအချိန်မြဲပေးညာလားမောတော့ထည့်ထားမှသိကြပါတယ်ခဏစစ်ပြီးတော့အချိန်မြဲပြရတာငါမသိဘူးနော်တပင်းထဲမှာစပုံးလာတော့သိရင်ပြဗီဒီယိုရဲ့အဆုံးမှာကြာရင်တော့သူ့ရဲ့ပုံကိုချပေးမယ်ပေါ့နော်ဒီလုံးဝကပေါ်မလားဘာလို့လဲမသိဒီတော့ဟိုတော့လုံးဝလေလူလဲပေါ်မလားအတန်လည်းမပေးဘူးခုကြားတာဆိုလို့ဒီဘေးရေအကန်းထဲမှာနေရကြတော့ဒီကရေတန်လေးတွေရေပြီးတော့ခုငှက်တန်လေးတွေရောကြားရတယ်သူ့တန်တော့ကြားအောင်မကြားရဘူးဘလို့မှမကြားရဘူးဟိုကနေညဒီပေါ်ကနေစောင့်ကြည့်မယ်မတွေ့ဘူးဆိုရင်တော့ဘာလို့လဲတော့မသိဘူးမတွေ့ဘူးဆိုရင်တော့ episode ပေါ့နော်ခုဟာတော့ episode လည်းပြီးသေးဘူးပေါ့နော်မင်း तू ကရောက်လည်းရောက်မလာဘူးဒီလားဘာလည်းမသိပဲအဲ့လိုညကတော့ तू လာရင်သိအောင်လို့ဆိုပြလဲမမီးကနေထွန်းထားတာအိမ်မယ်အိမ်ရောလည်းလူစားလာခဏပြမယ်နော်တိတ်ပြလှလာလေးမဆောက်ထားဘူးကွာအိမ်ကဒီလိုမျိုးလေးပဲဆောက်ရတယ်ဒီစားအောက်ထက်ဒါလည်းဘောကနာဒီလက်တာပေါ်တဲ့ပေါင်လက်တာလေးပြောတခုပိုဝတဲ့ဒီစားလေးခြိုက်တယ်ကျတော့ဒါလေးခြိုက်တယ်ကျတော့လုံးဝပိုဝနဲ့ဒီအဲ့ဒီလက်တာလေးဒီမှာခြိုက်တယ်ခဏညတော့စောင့်ကြည့်မယ်လေနော်ခဏဆိုဂူရဲမအောင်လိုက်ရတာဒီလားနှစ်ညသုံးညလောက်ကြာသွားအောင်ပြီးတော့လောဘကြီးကလေအာယုံနေပါလေကြည့်ပါလားခုလည်းမအခုလည်းအာယုံဆက်တဲ့တော့ဘောင်းမီရောဖနက်ရောအာယုံစောအာယုံ X လောက်ထားတယ်အာယုံနဲ့လောဘကြီးရလေဒီလားအဲ့ဒါဆွန်မီနဲ့လည်းချရတယ်ဒါပေမဲ့တစ်ခါမှတော့မသေးသေးဘူးဒီအိမ်ဆောင်နေတော့တပည့်ခေါ်တော့ကြော်လဲနဲ့အတန်ကြီးကငှက်တန်နဲ့လန့်ဖို့ကောင်းတယ်ကွာအားကြောင့်မို့ဆိုပြီးတော့မှအိမ်ကိုတောင်းနေဆောက်လိုက်ရသည်လားတပည့်တော့ကောင်းမခုရဲโอเคကနေရဆောက်ကြည့်တော့မှသူမလာရင်တော့နောက်ပဲစပ်ပါနော်ဘာလို့လဲမသိဘူးကွာမောကမလုံးထဲထားရလဲစစ်တော့လုံးဝပါတယ်ကွာပြမယ်မောပြမယ်စစ်ထားပြမယ်ခဏနော်တော့ပတ်ဒီမဲ့ဒီကောင်နော်ထဲထားတယ်ဒါမဟုတ်ဒါလည်းမလုံးထဲထားတယ်ဝါအဲ့ဒါဘာလို့ပါလဲအကြောက်ကနေညစောင့်ကြည့်မယ်ညကျမပဲပြန်တွေ့မယ်ခုဘာကြည့်မှမိုးချုံနေတော့မိုးချုံနေနော်မစကလတ်နဲ့ဇွန်ဘီခွိပါတော့လုံးဝစပုံးကုန်မယ်ဇွန်ဘီတကောင်ဇွန်ဘီခွိပါတဲ့ကောင်စပုံးပြီးတော့ဒါတော့အဲ့ကောင်ခုရိမပေါ်သေးဘူးဆိုဘာလို့လဲမသိရတယ်ကနေညတညစောင့်ကြည့်မယ်သူဘောမလိုက်တော့ပြီးရောဆုံးပြီအဲ့လေမိုးဟပြီဆိုတော့ငါနိုင်ပြီတော့ငါနိုင်ပြီတော့သူပေါ်လာဆိုတော့ငါနိုင်ပြီလို့တတ်မှတ်နေမှာပဲကွာသူပေါ်လာတယ်လောကနဲ့တက်ခက်လေတယ်ဆိုတော့သူဒီကိုဒီဘောနော်သူလည်းသူကပေါ်မလာဆိုရင်တော့လောကနိုင်ရုံပဲဟောအေးပဲရခဲအေးလေဝလေရဟာဘယ်တိုင်းလေဘောလည်းကြအောက်စင်မကြည့်ပဲနဲ့လောပြောကြလဲဘာလို့မကြည့်ရလဲဒီလားဘာလို့မကြည့်ရလဲဆိုအောက်စင်မျိုးမကြည့်ရလို့စတွိုင်းတဲ့ချက်စကေးပါတယ်လို့ကြားရကွာအဲကျွန်တော်တို့အောက်စင်မကြည့်ရဘူးဒီဘောဒီပဲလမ်းချောင်းလို့တွေ့မှာအောက်စင်ပဲဟူလာကြားလိုက်တာလာတော့ပဲလာမယူဘာမှပြေးလာလဲလို့ကွာကြည့်အောင်ကွယ်မိုးတောင်လင်းတော့မယ်အားနဲ့မြူရဲ့အုံနေလို့ဖြစ်နေလို့နော်ဒီလားမြူအုံနေလို့ဖြစ်နေလို့မကြည့်ပျောက်နေတော့တို့ကြပါပျောက်သွားအဲ့ဘက်ကလာမထင်နိုင်မလေးမိုးတောင်လင်းနေဒီလားမလေးအကောင်ပုံးမလားအကောင်တော့ပုံးမလားလေโอเคစကားများ1 2 3ရေးမယ်နော်ရ1 2 3ရေးလို့မမင်းပေါ်မလာမင်းရှုံးမိမယ်ခေရ
1 2 3ငါနိုင်ပြီနော်ဟဲ့အဲ့တော့ငါနိုင်ပြီနော်လက်ခံလားလက်ခံလားငါနိုင်ပြီနော်ဟဲ့ငါစက္ကန့်ကြီးမယ်နော်ခုလာကထပ်ပြီးရှိမယ်3ကထပ်ပြီး3ကရှိမယ်3ကရောထပ်ပေါ်မလာရင်တခါဟုတ်တာမရှုံးပြီပဲโอเคရရလို့1 2 3 โอเคခါတော့ငါနိုင်ပြီဒါတော့လုံးဝနိုင်တယ်အားလုံးမခုကြည့်နေဘရိုတို့ရောလက်ခံတယ်မလားခုပါတော့နိုင်သွားပြီသူ့ကိုခေါ်ရင်တော့သူမလဲမှာဟာနိုင်သွားရင်နိုင်သွားယေးအားလုံးပဲကြည့်ရှုဆိုအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်အခုဟာရလည်း channel လေးအသေးလေးဆို subscribe လေးနဲ့ခဲ့ပေးကြပါဦးရှင်အားလုံးပဲ bye bye